Hello အားလုံးတော့နောက်ဆက်သူပြည်သူများအားလုံးပဲမလာရှဲချင်ခါလေးဖြစ်ပါစေရှင်။ကျမတို့ရဲ့ Hope for Myanmar channel ကနေပြီးတော့ပြည်သူတွေအားလုံးကိုပြန်လို့ကြိုဆိုလိုက်ပါတယ်။ဒီ channel လေးဟာဆိုတော့ပြည်သူတွေအတွက်ကျမကြီးနဲ့ဘိုးတူတရောက်ရအကြောင်းတွေကိုတင်ဆက်ပေးနေရပဲဖြစ်ပါတယ်။ဒီနေ့မှာတော့ချစ်ပြည်သူများနားဆင်နိုင်ဖို့အတွက်ဘိုက်တေးဟာဖေဖေလေးတွေလာလိုက်ကြွထွားဖွံ့ဖြိုးလာပုံအစဉ်ဆက်အကြောင်းကိုမျှဝေတင်ဆက်ပေးတော့မှာပဲဖြစ်ပါတယ်ရှင်။ဖေဖေလေးမွေးဖွားလာချိန်မှာကြီးထွားလာတဲ့ကိုမျှဝါထင်မြင်ရနိုင်ပေမဲ့ဘိုက်တေးမှာတော့ဘလို့ဖွံ့ဖြိုးလာလဲဆိုတာကိုသိချင်ပေမဲ့မသိရလို့ဆိုပြီးစိတ်ညစ်နေတဲ့မိမိတွေများရှိလားဒါဆိုရင်ဖေဖေလေးကဘိုက်တေးမှာဘလို့များဖွံ့ဖြိုးလာတာပါလဲအတူတူကြည့်အောင်လားကုံဝန်တလားတတိယအောင်တဲ့မြို့ဦးလေးကကြီးထွားလာပြီးသူ့ဘေးမှာရေအိလေးတွေလည်းစားဖြစ်လာပြီးရေမွှာလေးတွေပေါ့ကြီးထွားလာမဲ့တရေသားလေးကိုထိခိုက်မှုမရှိစေဖို့အကောင်းဆုံးကောက်ွယ်ပေးမဲ့အရာတွေပေါ့ပြီးတော့အချင်းစားဖြစ်လာပါမယ်အချင်းကမိမိစားလိုက်တဲ့အာဟာရတွေကိုဘေဘီလေးစီကိုပို့ပေးပြီးဘေဘီလေးစွန့်ထုတ်မဲ့အညစ်အကြေးတွေကိုမိမိစီကနေတစဉ်စွန့်ထုတ်ပေးဖို့လှုံ့ဆော်ပေးပါလိမ့်မယ်။မျက်နှာတရံစပေါ်လာပါပြီ။မျက်လုံးဖြစ်လာမဲ့အနက်ရောင်အဝိုင်းနှစ်ခုစဖြစ်ပေါ်နေပါပြီ။ပါးစပ်အောင်မီယိုနဲ့လေပင်တို့လည်းစတင်ဖွံ့ဖြိုးလာပါပြီ။တွေးစဲတွေစတင်ပုံပေါ်လာပါပြီ။တွေးလက်ပတ်မှုကစတင်နေပြီဖြစ်တယ်လို့နှလုံးလေးစဖြစ်နေပါပြီ။ကိုဝန်ဆောင်ကလာလေးပန်းနောက်ပိုင်းလောက်မှာဘေဘီလေးက3မိနစ်ကို65ကြိမ်လောက်နှလုံးခုန်နေပါတယ်။ကိုဝန်ကလာပထမလအစုံပိုင်းမှာဘေဘီလေးကစံစီထက်နည်းနည်းလေးကြီးမယ်။တလမရဲ့4ပုံ3ပုံလောက်ရှိပါတယ်။ကိုဝန်2လဘေဘီလေးရဲ့မျက်နှာဖွံ့ဖြိုးမှုကဆက်လက်ဖြစ်ပေါ်နေပါတယ်။နှစ်ရက်လေးတွေစတင်ဖွံ့ဖြိုးလာနေပါပြီ။ဘူကောင်တစ်ဖက်စီမှာအရေးပြားအတွန်းခေါက်လေးတွေစဖြစ်နေပါပြီ။လက်မောင်းလေးတွေခြေထောက်လေးတွေစဖွံ့ဖြိုးနေပါပြီ။လက်ချောင်းခြေချောင်းလေးတွေမျက်လုံးလေးတွေစတင်ဖြစ်ပေါ်နေပါပြီ။အုံနောက်ကြော်ရွံ့နဲ့ပြောတွေအာယွန်ကြောတိရှိုတွေဗဟုအာယွန်ကြောစနစ်တွေစတင်ဖွံ့ဖြိုးနေပါသည်။အစာကြေးစနစ်နဲ့အာယွန်ခံအင်္ဂါစိတ်ပိုင်းတွေကဆက်လက်ဖွံ့ဖြိုးနေကြချိန်ပေါ့။အယုံနုလေးတွေနေရာမှာအယိုးတွေစတင်နေရယူလာကြပါပြီ။ကိုကောင်းပိုင်းကအခြားစိတ်ပိုင်းတွေတည်းပိုပြီးဖွံ့ဖြိုးနေတဲ့ကာလပါ။ကိုဝန်ဒုတိယလကုံမှာဖေဖေလေးကတလမအရွယ်စားလောက်ရှိပါပြီ။ကိုဝန်ဆောင်ကာလ6ပတ်လောက်မှာဘေဘီလေးကနှလုံးဆောက်ခုန်နေပြီဖြစ်ပြီးကိုဝန်ဆောင်ကာလ10ပတ်နောက်ပိုင်းမှာဘေဘီလေးကတော်တော်လေးရုပ်လုံးပေါ်လာပါပြီ။ကိုဝန်3လမှာကိုဝန်3လကိုရောက်လာချိန်မှာတော့ဘေဘီလေးရဲ့လက်မောင်းလက်ခြေချောင်းလက်ချောင်းလေးတွေခြေပွားလေးတွေကပြည့်ပြည့်ဝဝဖွံ့ဖြိုးလာပါပြီ။ဘေဘီလေးကလက်တီးဆုပ်တက်ပြီးပါးစပ်ဖွင့်သက်ပိတ်သက်ပြီးလက်သေးခြေသေးလေးတွေစဖြစ်ပေါ်လာပြီးနှရွက်လေးပြည့်ပြည့်စုံစုံဖွံ့ဖြိုးလာပါပြီ။ဘေဘီလေးကတတလေးလားမိမိလေးလားဆိုတာကိုစတင်သိနိုင်မယ်အင်္ဂါလေးဖွံ့ဖြိုးလာပြီပေါ့ဒါပေမဲ့အရွာဆောင်ကနေအတီးပြုတ်ဖို့ကတော့ခက်ခဲနေဦးမှာပါကိုဝန်ဆောင်ကာလ3လပြည့်တဲ့အခါဘေဘီလေးကအလုံးစုံဖွံ့ဖြိုးသွားပါပြီအင်္ဂါစိတ်ပိုင်းတွေအလုံးကဆက်လက်ကြီးထွားလာပြီးလှောက်ရှားအသုံးပြုလို့ရနေပါပြီတွင်းလည်ပတ်မှုစနစ်စီစွန်းတဲ့စနစ်တွေစတင်လှုပ်ဆောင်နေပြီဖြစ်တယ်လို့အတေးကလည်းတဲကြီးတွေကိုစတင်ထုတ်လုပ်ပေးနေပါပြီကိုဝန်ဆောင်တတိယကာလပြီးတဲ့အခါမှာဘေဘီလေးကလေးလက်မလောက်အရွယ်စားရှိမှဖြစ်ပြီးကိုလေးချိန်က1အောင်စားလောက်ရှိမှာပါဘေဘီလေးရဲ့အရေးပါဆုံးကြီးထွားဖွံ့ဖြိုးမှုတွေတော်တော်လေးဖြစ်ပြီးနေချိန်ပေါ့ကိုဝန်လေးလားဘေဘီလေးရဲ့နှလုံးခုန်တန်းကိုနားထောင်လို့ရနေပါပြီလက်ချောင်းခြေချောင်းလေးတွေကောင်းစွာဖွံ့ဖြိုးနေပါပြီမျက်ခွန်မျက်တောင်မျက်ခွန်လက်သေးခြေသေးနဲ့စပင်တွေစဖြစ်နေပါပြီသွားတွေနဲ့အယိုးတွေကပူချန်ခိုင်းလာပါပြီလက်မလေးကိုစုပ်တက်ပြီးတန်းတက်ပြီးအကျော်ဆန်းတက်ပြီးမျက်နှာမူရလေးတွေလှုပ်တက်ပြီးအကျော်စနစ်တွေစတင်လှုပ်ဆောင်နေပါပြီမြို့ပွားအင်္ဂါတွေပြည့်ပြည့်ဝဝဖွံ့ဖြိုးလာပြီဖြစ်လို့တသားလေးလားမိမိလေးလားဆိုတာကိုသိနိုင်တော့မှာပါဘေဘီလေးအရွယ်စားကတော့6လက်မောက်လောက်ရှိပြီးကိုလေးချိန်က4အောင်စားလောက်ရှိမှဖြစ်ပါတယ်ကိုဝင်ကလားဘေဘီလေးရဲ့လှုပ်ရှားမှုကိုစတင်ခံစားပါပြီကြွက်သားတွေစတင်ဖွံ့ဖြိုးနေပြီဖြစ်ပြီးလှုပ်ရှားမှုတွေကလည်းစလုပ်နေပြီပေါ့ဘေဘီလေးလှုပ်ရှားမှုတွေစလုပ်ပြီလေဘေဘီလေးရဲ့ဥခေါင်းမှာစပင်တွေစဖြစ်ပေါ်လာပြီးဘေဘီလေးရဲ့ပခုံးနောက်ကျောနဲ့လက်ဖို့ဆက်လေးတွေမှာမွှေးညင်းတို့လေးတွေစတင်ဖြစ်လာပါပြီဘေဘီလေးကအကောင်းဆုံးဖွံ့ဖြိုးနေပါပြီအရွယ်စားဟာ10လက်မလောက်ရှိလာပြီဖြစ်ပြီးကိုလေးချိန်ကတပေါင်လောက်ရှိလာပါပြီကိုဝန်ချောင်းလားဘေဘီလေးရဲ့အရေးပြားကအနီအောင်တန်းနေမယ်အတုံးခေါင်းလေးတွေရှိမယ်အပေါ်ရရေးပြားကိုဖောက်ပြီးတွေးကြောတွေကိုမြင်နေရမယ်ခြေပွေရလက်ပွေရလေးတွေစတင်လာပါပြီမျက်ကုံလေးတွေစကွာလာပြီနှလုံးလေးတွေဖွင့်လို့ရပါပြီအတန်ကြားတဲ့အခါဘေဘီလေးကလွတ်တက်ပါပြီနှလုံးခုန်လုံးလည်းမြင်လာပါပြီဘေဘီလေးကျွတ်ထိုးတန်ကိုလည်းစထားပါပြီတကယ်လို့ဒီချိန်မှာလာမစိပဲမွေးပွားခဲ့မယ်ဆိုရင်
အထူးချက်မဲ့ကုသဆောင်ရှောက်မှုလုပ်ပေးမယ်ဆိုရင်ဘေဘီလေးကအသက်ရှင်နိုင်ပါတယ်။ကိုဝန်ကာလ6လလောက်ကုန်ပါဆိုရင်တော့ဘေဘီလေးက12လမှလောက်အရွယ်စားရှိပြီဖြစ်ပြီးကိုလေးချိန်က2ပေါင်လောက်ရှိမှဖြစ်ပါတယ်။ကိုဝန်ခဏလဘေဘီလေးကဆက်လက်ကြီးထွားရှင်တန်နေပါမယ်။ခဏကိုမှအစီပြန်လေးတွေဖြစ်ပေါ်လာပါပြီ။အသားအယုံအပြေဝဖွံ့ဖြိုးလာပါပြီ။မကြာခဏဆိုသလိုခဏကိုအနေထားကိုပြောင်းလဲပါလိမ့်မယ်။အတန်အထီးတွေတွေနဲ့အလင်းရောင်တွေကိုတုံ့ပြန်ပါလိမ့်မယ်။ရေမွားရေကနေစားပြုတ်လာပါပြီ။ကိုဝန်ခဏလပြည့်ပြီးချိန်မှာဘေဘီလေးရဲ့ရွယ်စားက14လက်မှရှိမှဖြစ်ပြီးကိုလေးချိန်က2ပေါင်ကနေ4ပေါင်ကြီးအသီးသီးရှိနိုင်ပါတယ်။ကိုဝန်ရှင်လာဘေဘီလေးရဲ့ကြီးထွားဖွံ့ဖြိုးမှုကဆက်လက်ဖြစ်ပေါ်နေပါလိမ့်မယ်။ကလေးဟာအင်ကချက်ပူကန်ပါလိမ့်မယ်။ဒီချိန်မှာဘေဘီလေးရဲ့အုံနောက်ဖွံ့ဖြိုးမှုကအရှင်မြင့်ဆုံးမှာကြားနေရပြီဖြစ်တယ်လို့မြင်လဲမြင်နေရပါပြီ။ကိုတွင်းအင်္ဂါတွေကအကောင်းဆုံးဖွံ့ဖြိုးလာပါပြီ။အဆုတ်ကတော့ဆက်လက်ဖွံ့ဖြိုးစေပါ။အရွယ်စားက18လက်မှလောက်ရှိပြီဖြစ်ပြီးကိုလေးချိန်က9ပေါင်လောက်ရှိပါပြီ။ကိုဝန်ကိုလာအဆုတ်ဖွံ့ဖြိုးမှုပြီးစီလူနေပါအစဉ်ရောက်ပါပြီ။ဟန်ချက်ညီညီလှရှားနိုင်ပြီဖြစ်ပြီးဘေဘီလေးကမျက်တောင်ခတ်တက်ပြီးမျက်လုံးတွေမိတ်တက်ဖွင့်တက်ပြီးခေါင်းကိုပညာလက်တက်ပြီးတင်းတင်းကြပ်ကြပ်ဆုပ်ကိုင်းတက်ပြီးအတန်တွေအလင်းတွေအသီးသီးတွေကိုတုပ်ပြန်တက်ပြီးလူလောကတွေကိုဝင်လာဖို့လည်းအစဉ်တည်းဖြစ်နေပြီပေါ့။ဒီချိန်မှာဘေဘီလေးကတော်တော်လေးဖွံ့ဖြိုးလာပြီဖြစ်တာကြောင့်နေရာကျက်လာပြီဖြစ်တဲ့အတွက်အရင်ကလောက်မလုပ်ရတော့ပါဘူး။မိမိပိုက်ချေကနေထွက်လာလို့အစဉ်တက်နေထားကိုပြောင်းလဲလာပါပြီ။ခေါင်းလဲဆိုင်နေပါပြီ။ဘေဘီလေးရွယ်စားက18လက်မကနေလက်မ20လောက်ထိရှိလာပြီဖြစ်ပြီးကိုလေးချိန်က9ပေါင်လောက်ကိုရှိလာပါပြီ။ဒါတွေကတော့ဘိုက်တဲ့ဘေဘီလေးရဲ့လလိုက်ကြီးထွားဖွံ့ဖြိုးမှုအစဉ်စဉ်ပါ။ဟုတ်ကဲ့ပါရှင်အခုတင်ဆက်ပေးသွားတဲ့အကြောင်းအရာလေးကတော့ဘိုက်တဲ့ဘေဘီလေးတွေလလိုက်ကြီးထွားဖွံ့ဖြိုးလာပုံအစဉ်စဉ်ကိုမျှဝေတင်ဆက်ပေးသွားခဲ့ရပဲဖြစ်ပါတယ်ရှင်။ဗိုက်တွေကဗီဒီယိုလေးကိုကြည့်ပြီးမှတော့ဘုဒ္ဓတစုံတရားရရှိလိမ့်မယ်လို့မျှော်လင့်ပါတယ်။အားလုံးပဲကျမပျော်ရွှင်တဲ့နေ့ရက်တိုင်းကိုအစဉ်တရရရှိပိုင်ဆိုင်နိုင်ကြပါစေလို့ဆုမကောင်းတောင်းပေးနေဒီကနေ့ရဲ့ကျမရဲ့အစီအစဉ်မျှဝေတင်ဆက်မှုကိုဒီမှာပဲနားခွင့်ပြုပါရှင်။အားလုံးကိုနှုတ်ဆက်ခဲ့ပါတယ်။